marketing အဲ့တော့ကိုယ့်ရဲ့ customer တွေကိုဆွဲဆောင်မှုအတွက်အခုဆိုတော့စိုက်ပျိုးရေးသုံးဆေးတွေကိုတဘာဝဆေးတွေရောင်းနေအဲ့လိုမျိုးဆေးတွေကိုစိတ်ဝင်စားတဲ့သူတွေများများကိုယ့်စီကိုရောက်လာအောင် marketing agency စာရေးလုပ်နေတယ်။ဟောပြောဝဲတွေလုပ်နေအဲ့ဟောပြောဝဲတွေအရင်တော့ဆွဲခေါ်တယ်ပြီးတော့ဒီမိုးရဲ့စိုက်ကြရဲဆွဲဆောင်နေရဆိုတော့အဲ့ဒါ marketing လုပ်နေတာ။အဲ့တော့တရားရပြီเนาะအများကြီးရှိရဖြစ်ပါမှာ။ပြင်ပြအောင်လို့ပြန်လို့ရတယ်လို့ရှိပါတယ်။ပြီးတော့ဘာလို့ဒီမိုးဆိုင်ပြီးနေလို့ရတယ်။ပုံမိုင်းလား။အဲ့ဒါလောက်တာအကုန်လုံးလား။ social media ကနေစပါပါလေ။ TikTok တွေ Facebook တွေသုံးပြီးတော့ဗီဒီယိုတွေနဲ့တော့ဆွဲခေါ်ရဲဆိုတာရှိရဲ။အဲ့တော့ကျမတို့ဒီ knowledge sharing program တွေရောပြောလား။ပြောတယ်အဲ့ဒါတွေကပြောတယ်။ကိုယ်တိုင်နဲ့ပြောနေရတယ်။เนาะအဲ့တော့ကောင်းတယ်ပေါ့เนาะဆိုတော့အဲ့ဒါကဘာလုပ်နေရလဲဆိုရင် marketing လုပ်နေရ။ကျမတို့ဆွဲခေါ်တယ်အဲ့တော့ဒီပစ္စည်းကိုစိတ်ဝင်စားတဲ့သူတွေအများကြီးကို network တွေကိုရောက်လာအောင်ဆွဲမြင်